Hello အားလုံးပဲမင်္ဂလာပါလီယိုနာပဲဖြစ်ပါရှင်ဒီနေ့ကတော့လီယိုနာဒီ squishy dumpling နေရှိတဲ့ tower လေးကိုခုံသွားမှာပေါ့နော်အဲ့ကြောင့် like ခဲ့ပေးပါအောင်ဒါလေးရပါလေး UGC တရားကြီးရော the squishy မိုက်ပါအော် rubber နဲ့တက်သူကြီးဒီပါတော့ Okay let's go အခုကတော့ဒီရေခဲဘာနာမည်တော်မိတယ်ရေခဲ squishy ပေါ့နော်အပြာရောင်တမ်းမဲ့ရောက်နေပါတယ်အပြာရောင်ဒီမှာတော့ဒီနာကတော့စော့ထားရဲပေါ့နော်အဲ့ဒါစော့ပြီးပြီပေါ့နော်အဲ့ဒါကြောင့်တီးခံရကြည့်ပါပြန်ခုန်ပေးရပေါ့နော် Let's go တီးOkay ငါတို့ဒါတက်နေမှာဟုတ်ဖြစ်တာ Let's go ဒါအောက်ကနေပဲသွားမှာလုံးမမြင်မြင်လုံးအဲ့ဒီမှာအဲ့ကောင်ကြီးကိုတိတ်ဖော်မဖြစ်ဘူးသူကအဲ့လိုအပေါ်ကနေခုံးလို့မရအောင်ဒီမှာကြည့်ဒီမှာတော့ယူပြီးပြီပေါ့နော်ဘာလေးလဲဆိုဒီမှာပါဝါညစ်လို့ကောင်းတော့လားမိုက်တယ်နော် Okay အိုးရှယ်ပဲကွယ်အတန်အကျိချဲ့ရနော်အော်အတန်မကြားမှာဆိုညီမလေးချဲ့ပြီမယ်အတန်အကျိဝါမိုက်တယ်နော်အဲ့ဒါတက်နေလို့လားမသိရေခဲမုတ်တယ်ဖြူသွားဖြူကြတယ်စလိုက်ကောင်းတယ်ကွာအပြင်မှာလုံးအပြင်မှာဒီထားရရဲ့ရှိမရအယုတ်တွေစော့နေတော့ရှယ်ပဲအဲ့လိုအိမ်မက်လေးပေးပါကျန်တဲ့အိမ်မက်တွေကဘာအိမ်မက်တွေမှမသိစိတ်နေတယ်ဟုတ်ရော့အမဒါလေးယူပြီးပါပြီဒါဘတ်တာစကွီရှိမှာပါဘာတာစကွီရှိလဲညစ်ပြရတယ်နော်လုံး Okay 1ရော့မိုက်တယ်နော်လန့်အောင်လန့်တယ် Okay စလိုင်းကနေပဲပြန်စားလိုက်ရတာပေါ့ဒီအေရာတွေတက်နေတယ်ပြုတ်အေရာတွေတက်နေတယ်ရော့Okay ခုနပြုတ်ကြဒီနေရာမှာလားမသိဘူးတက်လာအေရာတက်လို့ဖုံးနေပါကြောင်းကုန်Okay ဒီမှာပဲဒုတိယဘတ်တာစကွီရှိလေးလားဒုတိယဘတ်တာစကွီရှိလေးပဲဖြစ်ပါတယ်ပထမတော့ dumpling လေးလာတော့မှာပေါ့နော်ပထမ Okay ရော့ကောင်းလိုက်တော့ကွာအရင်ညစ်စောကတော့ရေခဲဥစ္စာလေးကိုညစ်ချင်တာပါရေခဲဥစ္စာလေးလှရတွေ့ရမလားပြီးတော့မယ်ရော့မိုက်တယ်နော်ပြကြအောင်တယ်ဒီပဒါစကိုရှိပေါ်လို့တွားလိုက်ရအောင်ရော့ညစ်လို့ကောင်းတယ်ကွာညစ်လည်းမညစ်ပါနဲ့မညစ်လည်းမညစ်ပဲနဲ့စကားကြောင့်ထိအောင်တွေ့လားမဲကုန်တွေ့လားအဲ့ဒါတက်နေလို့ညစ်လည်းမညစ်ဘူးပဲနဲ့ညစ်ကောင်းနေရတဲ့အော်လောဒီမှာပဒါစကိုရှိလေးပေါ့ခုနဖီးပေးလာတာရေခဲမုတ်ကတော့မကြဘူးရေခဲမုတ်ဆိုရှိအတက်ကနည်းနည်းပဲကျန်တော့အောင်ကောင်းတယ်ခဏလေးပဲOkay အနီရောက်ပြီးရင်တော့ပြီးပြီအဲ့မပေးနဲ့လို့ဒီမှာစော်ပြီးသားဆိုတော့ဒီမှာဘာလို့လဲဆိုတော့ wall tree လား wall tree အပေါ်တော့မရောက်ဘူးသေးယူနာအဲ့လိုတေးဝိုင်းပေါ့အဲ့ဒီအနီအောင်ပေးမှာပေါ့နော်ဘာလို့လဲဆိုတော့မဆော့ပြီးသားဆို Okay ပထမ dumpling လေးလာပါပြီပထမထွက်ရှိတဲ့ဒီဟာလေးဒီမှာဒါလည်းဖောက်ပြီးပေါ့နော်ရရရဲ့ဟာ dumpling ပါ Okay ဘာပေါက်လား1 2 3ယူကြိုက်တယ်အားမဖြစ်ဘူးယူလဲဒါမှအပေးမခံဘူးနော်တခြားရောက်နေပါအပေးမခံပါဘူးဆိုဒီအဖြူလေးဆိုရင်ဘယ်လိုရောက်မလဲwall 2ရောက်သွားပါပြီရော့ဝင်ကြအောင် Okay ဝါဒူဒီနေ့ကတော့ wall 2 ထိပဲစောပြသွားရင်ပေါ့နော်အခုက wall 4 ထိရောက်သွားပြီပေါ့နော်ညီမစော့ထားတာဆိုတော့
sorry ပါနော်အောက်ကိုပြန်ဆင်းပေးပါမယ်ယော့ okay okay war 340 source ချင်းတည်းရဆိုရင်လေcomment ထဲမှာ war 34ဆိုပြီးရေးခဲ့ပေးပါမကြည့်သေးပါဘူးလားဟုတ်တယ်ဘလို့တည်သွားလဲသူအသက်ကနည်းနည်းပဲသူကတစ်ခါချိနေရပါwar စကားချစ်ကုန် war 32အဲ့လေးမှန်းခဲ့ပါလားမရဘူး sorry ပါရှင် sorry ပါထပ်ဆင်းပေးပါမယ်မရမချင်းအောင် fan တွေအတွက်လုပ်ပေးပါမယ်နော်ဒီမှာပဲလူများလာအောက်ကနေခုံရမှာမမေ့လို့ယောနေတော့မယ် yes 1 2 3 okay အဲ့ဆိုရင်ဒီမှာဒီအနီတွေမထိရအောင်ဆော့ပွဲအသေးသွားတာအဲ့ဒါကြီးကိုအုံတော့မပါဘဲနဲ့ဘာအဲ့ဒါထိနေချစ်မသိဘူးကွယ်ကိုကလည်းတစ်ခါလည်းမကနှစ်ခါလည်းမကမသိဘူးလေမသိရောဟောပါလေထိရောဘာလို့သေးသေးနေရတော့ဆိုပြီးတော့လေကြည်နေတာဘယ်အောင်မှာတော့ဒီနားမှာအနီးရှိနေတာဖိတ်စားပြစ်ကြပါ okay ပြစ်ကြပါပါတယ် let's go ယောမထိနဲ့နော်အနီးတစ်ချက်ထိရသေးတာနဲ့ယောဝတ်ယောကွာယောချီဝင်းပြောတော့ကျွန်တော်ဒီမှာ okay ဒီမှာဒမ်ယူရသေးပဲမိုက်တယ်ဟာမိုက်တယ်မလေးဒါကြတခြား slime ဟိုမှာဖျောင်းနေလားစိတ်ညစ်တယ်ဖျောင်းနေလားမသိဖြန်းထားပေးရဘာမှဖြစ်ကြတယ်ဒီမှာမမေးသူ့မေးပေါ့ဒီမှာလေးတွေ့လားကွဲသွားတယ်ဖျောင်းနေဖြန်းထားပဲတယ်ဒီဟာရဲ့အရင်နေရညစ်ဘူးရကက်စီနဲ့ဒါပေမဲ့သူ့ဖြန်းပေးထားဖြူးပေးထားလေလေးအမွေးလေးတွေဒီကနေမတက်တော့ဘူးကွယ်ဝမ်းတော့ဆိုရင် share ပဲကျုံးယောတော့တေးလိုက်မယ်နော်တေးတော့တေးရောက်လားမတေးဘူးလားအဲ့ဆိုရင်တွေးသွားဖို့Okay guys တေးဝိုင်းပေါ့အဲ့ဆိုခင်းအောင်စီပြန်ရောက်တယ်ဘောသူကိုတွားပေးပါမယ်နော်raw 4ပဲတောင်းဆိုကြလိုက်တော့နော်raw 3လေးကတော့တောင်းဆိုစရာမလိုတော့ပါဘူး okay ဒါညီမခုံသားသေးရတာwifi ပဲဖြစ်တာကြည့်တော့ alright တက်နေပြီ alright တော့ဖြစ်တယ် okay ဒီမှာရေခဲတော့အခုကျတော့ရေခဲတော့ဖြူသွားတယ်တော့လူကြီးများနေအဲ့လိုအတွက်ယော yes မပီကီနဲ့မိုးရွာလာပြီ okay အတန်လေးကိုတီးခန့်ပြီးတော့ကြည့်ပေးပါရှင် okay အခုဒမ်ပလင်းရတက်နေရောမျက်နှာရမျိုးစုံပါပဲ okay ယောမိုးရွာနေပြီအတန်လေးခဏပိတ်ပေးပါမယ်နော်ကြေကြပါဦးလိုင်းနေရချစ်နေတယ်ဘယ်လိုတော့ဖြစ်လာတာအဲ့ဒါတွေတက်နေရပြို့ okay ဒီနေ့ကလည်းအဆုံးသတ်လိုက်မယ်နော် sorry ပါဆုံးအောင်မဆော့ပေးတယ်လို့တခြားဒီထက်ကောင်းတဲ့ game ထားသွားမဟုတ်ဘူးပေါ့နော်တရေ game တွေဆော့ပေးမယ်ဂတိပေးပါတယ်တရေ game ဆော့ပေးမှာဆိုဂတိပေးပါတယ်ကျေးဇူးပါ bye bye လိုက်ပေးခဲ့အောင်နော် bye bye